နဘလူးစစ်သူကြီးစောက်ရှောက်လို့လုံးဝမမခနဲ့ဓမ္မရာစီကစေဒီကြီးဒါကတော့နဘလူးစစ်သူကြီးစောက်ရှောက်တာကြောင့်လုံးဝမမခံဘူးလို့နာမည်ကြီးဓမ္မရာစီကဖျားပင်ဖြစ်ပါတယ်ဒီဖျားကိုလေတုံးကလည်းဘလူးဝင်ပူတဲ့ဖြစ်ရထူကြီးပေါ်ပေါက်ခဲ့တာမလို့အားလုံးကအံ့ဩခဲ့ကြပြီးဖျားသမိုင်းကလည်းအင်မတန်ထူးခြားလို့နေပါတယ်ဓမ္မရာစီကဖျားပကံ9မျက်နှာဖျား18စုဝနဲ့အကြီးဆုံးစေဒီဖြစ်ပြီးပကံမြေမှာဒုတယ်ကြီးမာတဲ့ရွှေစည်းကုံနဲ့တွင်တူလာပါတယ်ဖျားကိုနာပတိစီသူမင်းကတီးခဲ့တယ်ဆိုပေမဲ့လည်းယခုချိန်ထိစောက်ရှောက်နေသူကတော့ဓမ္မပါလာလို့ခေါ်တဲ့နဘလူးကြီးပဲဖြစ်ပါတယ်1998ခုနှစ်မှာဆိုရင်ထီးတော်အသစ်တင်မှုအတွင်းညမ်းတွေစင်နေတော့ရှေးသူဌာနကအလုတ်ချက်စီရေးကိုပုဂ္ဂိုလ်တအုပ်ကနှစ်ကြိမ်တိုက်တာဝင်ပူခဲ့ပါတယ်ဝင်ပူတဲ့ပုဂ္ဂိုလ်မှာဓမ္မပါလာစစ်သူကြီးနဲ့ဖြစ်ကြောင်းဒီဖျားကြီးကိုစောက်ရှောက်နေတာကိုလူတွေကမသိကြကြောင်းအမြတန်းနေဝေတဲ့အခါမှာထဲဝေလို့ဆွေးကြောင်းနဲ့နေစရာနန်းနန်းပေးစီလိုကြောင်းပြောကြားခဲ့ပါတယ်ဘာကြောင့်နဘလူးကြီးရှိနေလဲတော့မသိပေမယ့်1362ခုနှစ်မှာဂောဘကအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ဇေဒီကြီးကိုဓပုံရိုက်ကိုချိန်မှာလေဓပုံဖလင်6ခွက်ထိပ်ကဒုတိယဖလင်နဲ့တတိယဖလင်မှာဓမ္မပါလာစစ်သူကြီးပုံအလိုလျောက်ပေါ်နေတာကိုထူးဆန်းစွာတွေ့ကြရပါတယ်။ဒါကြောင့်ဘလူးနန်းနန်းပါစောက်ပေးကြရပြီးယနေ့ထိဖျားဖို့ရင်နန်းနန်းမှာလာရောက်ပူဇော်ကြသူတွေအတိတ်ထန်ကြသူတွေလည်းစီကားလျက်ရှိနေပါတော့တယ်။ပရိသတ်ကြီးတို့လေဒီလိုထူးဆန်းနေဖျားကြီးကြောင့်လူတိုင်းသိအောင်လို့ဗီဒီယိုလေးကိုဝိုင်းရှယ်ပေးခဲ့ပါဦးရှင်။